Logama mi basuraသာသမီတွေရဲ့အနာဂတ်တွေကိုဘွားကိုနွန်တဲ့ချခင်ရဲ့လူတွေပါသူတို့မျောလင်းတာကျေးဇူးတင်စကားမဟုတ်ဘူးသာသမီလေးတွေဘဝမှာရပ်တည်နိုင်ဖို့ပဲမိုးရွာတဲ့လမ်းတွေပေါ်နှုတ်တွေများစွာရှိခဲ့တဲ့အဖေချီတောင်းနေခံပြီးငါလမ်းကိုခင်ပေးခဲ့နေဘူးတဲ့နေတွေချွေးဆက်တွေချွေးချခဲ့အမေလာနဲ့ဖတ်ကြမှာငါနာခဲ့ချီထွားခဲ့သူတို့ဘဝရဲ့နုံတွေမှာမျိုးလက်ချက်တွေစိုက်ပျိုးရဲ့သာသမီဆိုတဲ့ပန်းတစ်ကွင်းဖူးပွင့်လာဖို့ဆောင်ခဲ့အောင်မြင်မှုရဲ့ဒီနေ့မှာကိုယူပြောင်းရွှေနေကြကျေးဇူးတောင်းစကားတော့မလို့အခက်ကြဘူးကြည့်မလားမကြည့်ဘူးလားမိဘတွေမတွက်ချက်ချမေတ္တာဆိုတာသေဆက်ခြင်းအကျိုးပြန်မများတဲ့ဒါပေမဲ့ညာအိမ်ရဝင်တိုင်းစိတ်တစ်ချောင်းငါတွေ့မိတယ်အိုမင်းတော်မဲ့တနေ့မှာဘယ်သူများရှိတယ်မလဲတရားတွေလားအချိန်တွေတွေနဲ့စပယ်တွေဖြူလာပြီးလက်တွေကလည်းတုံးရီလာကိုအားတွေရောလဲပြီးမလုံနိုင်တော့တဲ့နေ့ရောက်လာမယ်တီးပါတယ်အိမ်ရတဲ့လဲနေမဲ့ခါအစိတ်ထဲမှာတွေ့ဖူးမိကြည့်ရှုမဲ့သူရှိမလားမရှိဘူးလားမသိဘူးခန္ဓာရဲ့ကိုမွေးရင်ကိုကိုပြင်စနေဒါပေမဲ့လည်းမိမဆိုတာဒါသမီးကိုချစ်နေစေနောက်ဆုံးထွက်တဲ့ทีမေတ္တာတွေမပြောင်းလဲချင်းတတ်တဲ့ပြန်ချီတဲ့ဖြစ်စေမချီတဲ့ဖြစ်စေမေတ္တာဆိုတာရောမတော်ဘူးအမြဲတမ်းစီစဉ်မေဖြစ်ခဲ့တယ်